အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲထပ်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အရင်ဖတ်တရားဆွေးနွေးခဲ့တဲ့အရက်ဖတ်အဖွဲ့အစည်းတွေပြည်ပြောင်းလဲဖို့လုပ်နေတဲ့အပိုင်းပေါ့နော် civil society reform ပေါ့နော်ဒီဟာရဲ့ကျွန်တော်အပိုင်း1ကိုဆက်ဆွေးနွေးချင်ပါတယ်ဆိုတော့ကျွန်တော်အရင်အပိုင်းမှာတော့ဒီရက်ဖတ်အဖွဲ့အစည်းတွေမှာတွေ့ကြုံနေရတဲ့အကြက်တွေအကြောင်းဆွေးနွေးခဲ့တယ်ပြီးတော့ဒီရက်ဖတ်အဖွဲ့အစည်းတွေမှာဖြစ်နေတဲ့ဒီအားနည်းချက်တွေပေါ့နော်ဒါတွေဆွေးနွေးခဲ့ပါတယ်အဓိကကတော့ရက်ဖတ်ဖွဲ့စည်းအနေနဲ့ပြည်သူတွေပေါ်မှာတာဝန်ခံမှုနည်းနေတယ်အတိပေးမှုပေါ့နော်ပွင့်လင်းမြင်သာမှုနည်းနေတယ်အဲဒါကြောင့်ယုံကြည်မှုကျနေပေါ့နော်ဒါတော့ကျွန်တော်တစ်ချက်ဆွေးနွေးခဲ့တယ်နှစ်ချက်ရက်ဖတ်ဖွဲ့စည်းအနေနဲ့အာဏာပါဝါမျှချီပေါ့နော်ဒီထက်အောက်စနစ်အရင်များနေတယ်ပေါ့နော်အာဏာမမျှဘူးဆိုတာမျိုးဖြစ်နေတယ်အဲ့တော့ပြည်သူတွေရဲ့အတန်ကိုပြန်ကြားဖို့ခက်တယ်ပေါ့နော်နံပါတ်2နံပါတ်3ကတော့ကျွန်တော်တို့မဟာဗျူဟာလိုမျိုးရေရှည်အစီအစဉ်တွေရေရှည်ပူပေါင်းဆောင်ရွက်မှုပိုင်းဒါမှလည်းအားနည်းချက်တွေရှိနေတယ်ဆိုဒီ3ချက်ကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဒါကတော့ကျွန်တော်ထင်ရှားတဲ့အချက်တွေလည်းဖြစ်တယ်နောက်တစ်ခုကဒါလက္ခဏာလည်းဖြစ်တာပေါ့နော်ဒီကျွန်တော်မြင်ရတဲ့ output တွေဖြစ်တာပေါ့နော်ဒါတွေကိုကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဆိုဒီမှာကျွန်တော်တို့လာမေးကြတာရှိတယ်ပေါ့နော်ဟုတ်ပြီဒီချက်တွေမှာလိုအပ်ချက်ရှိတာကိုလည်းတော်တော်များသိကြတယ်ပေါ့နော်ဒီကျွန်တော် CS ဆို NGO မှာလုပ်နေတဲ့သူတွေအနေနဲ့ဒါတွေလည်းတွေ့ကြုံနေရတဲ့အခြေအနေတွေပဲပေါ့နော်ဆိုတော့ဒါတွေကိုဘယ်လိုမျိုးဖြည့်ချင်းကြမလဲအမေးတာရှိဘာဆက်လုပ်ရမှာလဲအမေးတယ်ပေါ့နော်ဆိုတော့ဒါလည်းဟုတ်တယ်ကျွန်တော်စဉ်းစားမှာပေါ့နော်ပြဿနာတော့ဟုတ်ပြီကျွန်တော်ဘယ်လိုမျိုးချိကတ်ကြမှာလဲပေါ့နော်ဆိုတော့ဒီဟာနောက်တစ်ခုကဒီဟာအမြင့်တွယ်နေတဲ့စနစ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါနှစ်နဲ့ချီတဲ့မြန်မာနိုင်ငံမှာဆိုတဲ့နှစ်ကိုဆယ်စုနှစ်နဲ့ချီတဲ့တွယ်နေတဲ့အစနစ်ဖြစ်တဲ့ဒီကမ္ဘာနဲ့ချီတဲ့အားကောင်းတဲ့စနစ်တွေဖြစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကဒီအလှူရှင်ပေါ်မှာမိခိုးရတဲ့စနစ်တွေပေါ့နော်ဆိုတော့ဒါတွေကျွန်တော်တို့ပြန်သုံးသပ်တဲ့အခါမှာဒါကကျွန်တော်တဦးတယောက်တည်းအနေနဲ့မဟုတ်ဘဲနဲ့စနစ်တစ်ခုလုံးအနေနဲ့သုံးသပ်ပြီးပြင်ဆင်မှပဲဒါကျွန်တော်ရမယ့်ကိစ္စပေါ့နော်ကျွန်တော်တို့အလောတကြီးနဲ့လုပ်ဖို့မဟုတ်ဘဲနဲ့စနစ်တကျအတွင်းတကျသွားဖို့လိုမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ကျွန်တော်တို့ဒီစဉ်းစားဖို့လိုတယ်ပေါ့နော်ဘာလုပ်ကြမလဲဟုတ်ပြီပြဿနာရရှိတယ်အများစုလည်းနားလေကြတယ်အဲဆိုဘယ်လိုဖြေရှင်းမလဲဘယ်လိုမျိုးပိုကောင်းတဲ့ဘက်ကိုသွားကြမလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုမှာတော့အကြံပြုချက်3ခုထပ်ပေးချင်ပါတယ်ဒါတော့ကျွန်တော်စဉ်းစားရတော့ဒီဟာကကျွန်တော်ဆက်ပြီးပြောနေရမယ့်ကိစ္စဆက်ပြီးလုပ်နေရမယ့်ကိစ္စပေါ့နော် process တစ်ခုပဲဒီ civil society reform ကိုပြန်ပြီး community ကို rebuild ပြန်လုပ်မှာပေါ့နော်ဒီ community တွေရပ်ဖက်ဖွဲ့စည်းကိုပြန်တိဆောက်တဲ့အပိုင်းတွေကဒါနောက်လျှောက်လုပ်သွားမယ့်အပိုင်းဖြစ်တယ်ဆိုတော့တထိုင်နေတော့အဖြေထွက်ဖို့တော့မလွယ်တော့ဘူးဒါပေမဲ့ကျွန်တော်ဆက်လုပ်ဖို့ပေါ့နော်လမ်းစာလေးဖြစ်မလားဆိုပြီးကျွန်တော်အကြံပြုချက်3ခုပေးချင်ပါတယ်ပထမတစ်ခုကကျွန်တော်တို့ဒီများများလေ့လာရမယ်ပေါ့နော်ဆိုတော့ဆိုတော့ဒီဘက်ခင်မှာကျွန်တော်အရေးရဗီဒီယိုလေးပြောသလိုဒီ decolonization ဆိုတဲ့အပိုင်းလေးလူအများကြီးစိတ်ဝင်စားလာတယ်ပေါ့နော်ပြောချင်တာကတော့ဒီအထက်ကနေအောက်ကိုလွှမ်းမိုးတဲ့ပုံစံတွေဒါတွေကိုပြန်သုံးသပ်တဲ့ယဉ်ကျေးလှုပ်ရှားမှုတွေအများကြီးရှိလာပါတယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းတချို့ဟာတွေကတော့တရုတ်ပြပေါ့နော်အပေါ်ယံစာမျက်နှာဒီစာရွက်ပေါ်မှာတမမဟုတ်ရုပ်ပြလောက်လေးလှအောင်လုပ်ကြရရှိတယ်တချို့ကလည်းတကယ်ကိုယူဆနဲ့ပတ်သက်ပြီးပြန်သုံးသပ်နေရရှိတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့သင်ခန်းစာယူသင့်တယ်ထင်တယ်ဆိုတော့မြန်မာနိုင်ငံလိုနိုင်ငံမျိုးပေါ့နော်ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ပြည်ပခိုင်တွေများတဲ့နိုင်ငံတွေအနေနဲ့ကဒီလိုမျိုးတခြားနိုင်ငံတွေမှာတွေ့ကြုံနေရရှိတယ်သူတို့အာဖရိကနိုင်ငံတွေဆိုရင်ကျွန်တော်တို့ ਨੇ အများကြီးသင်ခန်းစာယူလို့ရမှာထင်တယ်သူတို့မှလည်းဒီလိုမျိုးပြဿနာရှိတယ်เนาะပြည်ပခါတွေအရင်ဖြစ်နေတယ်တိုင်းပြည်အကျက်တွေဖြစ်တယ်ဆင်းရဲတွေလူတွေကတော့နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ရတာဖြစ်ဖြစ်ဒီလိုမျိုးလက်စာကောင်းတဲ့အလုပ်တွေဖြစ်ဖြစ်လုပ်ဖို့မျှော်လင့်ရတဲ့အခါမျိုးမှာဒီကိုပေါ့နော်ဒီလူဖွဲ့စည်းနေနေပေါ့နော်ဒီ community အခြေအနေရှိတဲ့လူတွေအနေနဲ့ကိုတိမ်ငယ်စိတ်တွေပိုဖြစ်တယ်ပို့ပြီးတော့တခြားအပြင်ပအကူအညီလို့မိခိုလို့စိတ်ပိုများတယ်ပေါ့နော်အဲ့တော့ဒီဟာကိုပြန်ပြီးတော့သူတို့ရုံးကန်ကြတယ်ပေါ့နော်ကိုယ့်ဟာကိုလိုစိတ်ကိုယုံကြည်မှုပေါ့နော်ကိုယ့်ဟာကိုလိုစိတ်ဆိုတာအပြင်ကိုကြောက်တာမျိုးအပြင်ကိုလက်မခံတာမျိုးမဟုတ်ဘူးပေါ့နော်ကိုယ့်ဟာကိုယုံကြည်မှုဆိုတာအဲ့ဒါအားကောင်းရင်ပေါ့သူများနဲ့ပူပေါင်းလုပ်ဆောင်တယ်ဆိုတော့အဲ့ကိုယ့်ဟာကိုလိုစိတ်ကိုပြန်တိဆောက်တာမျိုးတွေရှိတယ်ပြီးတော့သူတို့ပုံစံအသစ်တွေအများကြီးဖန်တီးကြတာမျိုးရှိတယ်ဒီအာဖရိကမှာဆိုရင်ဒီခုနဒီနှစ်ပေါင်းများစွာဒီအကူအညီတွေရဲ့လွှမ်းမိုးမှုအောက်မှာပြုတ်သမျှနှုတ်ရတာမျိုးပေါ့နော်အလှူရှင်တွေလုံးမှာပဲလုံးတက်တယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်သွားတာပြန်ပြီးတွန်းလှန်တဲ့ဒီလှုပ်ရှားမှုတွေအများကြီးရှိပါတယ်။ဒါတွေကိုကျွန်တော်အများကြီးသင်ခန်းစာယူတင်တယ်လို့ထင်တယ်ကျွန်တော်ဒီပြီးခဲ့တဲ့လလောက်ကပဲဒီဆူဒန်ကအဖွဲ့တစ်ဖွဲ့နေတယ်ကျွန်တော်နားထောင်ရတယ်ပေါ့နော်သူတို့ဆွေးနွေးရဆိုရင်ဒီဆူဒန်ဆိုတဲ့တကယ်ကိုပြည်တွင်းစစ်ဖြစ်ပြီးဒုက္ခတွေရောက်နေတဲ့နိုင်ငံပဲဒီနိုင်ငံမှာလည်းဒီရပ်ဖက်ဖွဲ့စည်းအနေနဲ့သူတို့အနေနဲ့ဒီဒိုနာဘက်ကလာတဲ့အချမ်းသာကြီးပဲလိုက်လုပ်နေရမှာမဟုတ်ဘူးသူတို့ community ပေါ့နော်သူတို့ဒီရက်ရွာ community ပေါ့နော်သူတို့ neighborhood committee လို့ပြောတာပေါ့နော်အဲ့လို committee ကလူတွေဂျားထဲမှာပဲတိုင်ပင်ကြတယ်သူတို့ပတ်စံဆိုရင်လည်းဒီပတ်စံရတဲ့အမောင့်ကိုဘလို့သုံးမယ်ဆိုတော့ပွင့်လင်းမြင်သာမှုရှိအကုန်လုံးဝိုင်းစဉ်းစားကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံစံနဲ့လုပ်ကြတယ်ပြီး reporting ပေါ့နော်ပြန်တင်ပြတဲ့အခါမှာလည်းကို
ပြောပြခြင်းတဲ့ပုံစံနဲ့ပြန်ပြောပြလို့ရအောင်သူပြန်ညှိနှိုင်းကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဆိုရင်ကျွန်တော် report တွေတင်ဖို့အရင်အလုပ်တွေများပြီးတော့ပတ်စံတွေအများကြီးကုန်နေမျိုးမဟုတ်ဘူးလေတကယ်လိုတဲ့နေရာထိထိရောက်သုံးနိုင်တယ်ပေါ့နော်ပြီးတော့ပြည်သူတွေအနေနဲ့လည်းယုံကြည်မှုရတယ်ဒါလူတစ်ယောက်ကိုအဖွဲ့အစည်းတစ်ခုပေးတာမဟုတ်ဘူးလေဒီ community တစ်ခုလုံးကိုပုံမြင့်တတ်ခွဲပေးတဲ့ပုံစံမျိုးပို့ဖြစ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးပုံစံမျိုးတွေလုပ်နေတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်အနေနဲ့အကုန်လုံးတော့copy ကုလို့ရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်သင်ယူလို့ရနိုင်တာတွေအများကြီးရှိပါတယ်ဆိုတော့ဒါမျိုးတွေကျွန်တော်များသင်ယူတာမျိုးတွေပြီးတော့ဖက်လေတာမျိုးတွေပေါ့နော် exchange တွေကျွန်တော်များလုပ်ဖို့ကျွန်တော်စူးစမ်းတင်တယ်လို့ထင်တယ်ဒါတော့သင်ယူရမယ်အပိုင်းပေါ့နော်ကျွန်တော်အပြောင်းလဲတစ်ခုစလုပ်မယ်ဆိုတော့အစကတော့ကျွန်တော်ပို့ပြီးတော့လေ့လာမယ်ပို့ပြီးသင်ယူရမယ်ထင်တယ်နံပါတ်2ပေါ့နော်နံပါတ်2ကတော့ကျွန်တော်ကတော့မြင်တာတော့ဒီအတန်နေပေါ်ထုတ်ဖို့လိုမယ်ဒီနေရာမှာအတန်ဆိုတာဟိုစန္ဒပြတာတော့ဘာလို့ပြောတာမဟုတ်ဘဲနဲ့ဒီရပ်ဖက်ဖွဲ့စည်းမှာဖြတ်တန်းနေတဲ့လူတွေရှိတယ်ဒါမှမဟုတ်လည်းဖြတ်တန်းခဲ့တဲ့အတွေ့အကြုံရှိတဲ့သူတွေရှိတယ်သူတို့အနေနဲ့သူတို့ရဲ့ဖြတ်တန်းမှုတစ်ချောင်းမှာတွေ့ခဲ့မှာပဲပေါ့နော်ဒီအတွေ့အကြုံတွေရှိတယ်ဟိုအစဉ်ပြေတာတွေလည်းရှိမယ်အစဉ်မပြေတာတွေလည်းရှိမယ်ကိုကဒီစနစ်ကြောက်ပဲဖြစ်ဖြစ်အချိန်ကြောက်ပဲဖြစ်ဖြစ်တခြားအရင်းမြစ်တွေအကန့်အသတ်ကြောက်ပဲဖြစ်ဖြစ်ကိုကခုလွဲနေမှန်းသိရတယ်လိုက်လုပ်လိုက်ရတယ်လို့ရှိတယ်ဒါကြီးကတိတ်မထီအောင်မှန်းသိနေပေမဲ့လည်းဒါဟို procedure ရလုပ်လိုက်ရတာလို့ရှိတယ်ဆိုတော့ဒါမျိုးတွေကျွန်တော်မြင်တာတော့ပြန်ပြီးသုံးသပ်တင်တယ်ပေါ့နော်ပြန်ပြီး critical reflection ပေါ့နော်ကိုရီးယားဖြတ်တန်းမှုကိုရီးယားပါဝင်မှုကိုရီးယားလှုပ်ဆောင်မှုကိုပြန်သုံးသပ်တင်တယ်ဘာတွေကအားရတယ်ဘာတွေကအားမရဘူးဘာတွေကတော့ကိုယ်ချုံနှောင်ထားရရှိတယ်ဒီစနစ်ကကိုလုပ်ချင်တဲ့အတွေးခေါ်တွေဒီပိုပြီးအကျိုးပြုနိုင်တဲ့အရာတွေပေါ့နော် community ဘက်ကတကယ်လိုအပ်တဲ့ဟာတွေကိုမရောက်အောင်ကန့်သတ်ထားတာမျိုးတွေဘာတွေရှိနေရလဲဒါတွေကိုကျွန်တော်တို့ကအရင်ဆုံးစဉ်းစားဖို့လိုတယ်ပြီးရင်တော့ပေါ်ထုတ်တယ်ဒီလိုမျိုးအတန်တွေများများထွက်လာရင်တော့ဒါအရွေးဖြစ်လာနိုင်တယ်လို့ထင်တယ်ပေါ့နော်တခုရှိတာပေါ့နော်ဒီရပ်ဖက်ဖွဲ့စည်းရင်တော့ NGO မှာလုပ်တဲ့သူတွေမှာကျတော့ဒီသူတို့မှာဒီ non disclosure agreement ပေါ့နော် NDA လိုမျိုးနောက်ဒီ confidentiality ထိန်းတာမျိုးတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းတုံတန်ဆိုရင်စကားများမပြောရဲတော့တာပေါ့နော်ဒီအိမ်မှာလောက်တာကြာလာပြီဆိုရင်ဆိုတော့ဒါတော့ကိုပြန်စဉ်းစားရမှာပဲပေါ့နော်ဒီကျွန်တော်တို့အကုန်လုံးကြီးထုတ်ပြောဖို့တော့မလိုဘူးဒါပေမဲ့ဘယ်လောက်တိုင်းတာထိကိုပြောလို့ရတယ်ဘယ်လိုမျိုးပြောလို့ရတယ်ပေါ့နော်ကိုကနာမည်မသုံးမဲနဲ့တခြားနာမည်နဲ့တခြားနေရာမှာစာပေးပို့တာလည်းဖြစ်နိုင်တာလို့ဆိုတော့ဒါပုံစံမျိုးနဲ့ကိုယ်အတန်ထုတ်လို့ရတယ်ကိုဘယ်လောက် risk ယူနိုင်လဲကိုဘယ်လောက်ထိပြောပြနိုင်လဲကိုဘယ်လောက်ထိပြောပြခြင်းလဲပေါ့နော်ဒါကိုအတွင်းထဲမှာပြန်သုံးသပ်မယ်ကိစ္စပဲပေါ့နော်အဓိကတော့ကိုဒါအမှန်တရားရှာဖွေခြင်း process ပေါ့နော်လှုပ်ဆောင်ချက်တစ်ခုပဲဖြစ်ရတစ်ခုပဲဆိုတော့ဒီလုပ်ငန်းစဉ်မှာကိုကပါဝင်ဖို့ပဲပေါ့နော်ဒီကိုယ့်ရဲ့ဖြတ်တန်းမှုတွေကိုယ့်ရဲ့အတွေ့အကြုံတွေပြန်ဆန်းစစ်ပြီးတော့ဘာတွေကတော့လွဲခဲ့နိုင်တယ်ဘာတွေကတော့အားနည်းချက်ရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ကလူတဦးတယောက်အဖွဲ့အစည်းတစ်ခု blame လုပ်တာမျိုးထက်ကျွန်တော်ပြန်သုံးသပ်တယ်ဒီစနစ်ထဲမှာဘယ်လိုတွေချွတ်ယွင်းချက်တွေရှိနေရတယ်ဒါကိုကျွန်တော်တယောက်ချင်းစီကစပြီးအတန်တွေပေါ်ထုတ်လာမယ်ဒီအတန်တွေကစုစည်းမိသွားရင်တော့ဒါအပြောင်းလဲ issue client တခုဖြစ်လာမယ်ထင်တယ်ဒါနံပါတ်1ပေါ့နံပါတ်3ကတော့ဟုတ်တယ်ကျွန်တော်တယောက်ချင်းစီအတန်တွေထွက်လာပြီနံပါတ်3ကတော့ကျွန်တော် dialogue ပေါ့နော်ဒီဟာကိုသွားသိတယ်လို့ထင်တယ်အဲ့တော့ပြောချင်တာကတော့ဒီတယောက်ချင်းစီကနေဒီလိုမျိုးပြောင်းလဲလိုတဲ့လူတွေကြားထဲမှာပဲဖြစ်ဖြစ်တော့ EFF ဖွဲ့ပြီးတစ်ခုနဲ့တစ်ခုကြားထဲမှာပဲဖြစ်ဖြစ်ဒီလိုမျိုးပြန်သုံးသပ်တဲ့ဟာတွေကြည့်နေဆွေးနွေးတင်တယ်ပေါ့ဘယ်လိုမျိုးပုံစံနဲ့ငါတို့တွေပြည်သူတွေစီကိုတာဝန်ခံမှုရှိအောင်လုပ်လို့ရမယ်ဘယ်လိုမျိုးပုံစံနဲ့ပြည်သူတွေကိုငါတို့လုပ်နေတဲ့ကိစ္စတွေဗန္ဒာရေးအခြေအနေတွေမဟာဗျူဟာတွေအသိပေးလို့ရမယ်ဘယ်လိုလုပ်ကြရင်ကောင်းမလဲတနေ့တယောက်ဘာတွေသင်ယူလို့ရမလဲဘယ်လိုမျိုးပူးပေါင်းဖြည့်ရှင်းလို့ရမလဲအဲ့တော့ကျွန်တော်တို့ကကိုရီကြားထဲမှာပူးပေါင်းဖြည့်ရှင်းနိုင်ဆိုတာမရှိဘူးစကားမပြောကြဘူးဆိုရင်ကျွန်တော်တို့ကဒိုနာကိုပဲပြီးခေါ်ရမှာပဲပေါ့နော်အဲ့တော့ဒိုနာကောင်းတယ်မကောင်းဘူးတော့မဟုတ်ဘူးเนาะဒါကျွန်တော်တို့ကဆန်းစစ်ဖို့ကဒီအချင်းချင်းကြားထဲအာနာမျှကြည့်ထားဖို့လိုတာပေါ့နော်ဒိုနာဘက်ကပါဝင်တဲ့တစ်ဖက်ကလည်းကိုယ့်အချင်းချင်းပူးပေါင်းဆောင်တဲ့ပါဝင်တွေကိုမျှကြည့်ထားမှကျွန်တော်တို့ကဒီ ecosystem ပေါ့နော်မျှကြည့်အထက်အောက်မဆန်တဲ့စနစ်တစ်ခုပြန်ပြီး balance လုပ်နိုင်တယ်ပြန်ပြီးမျှကြည့်ရှာနိုင်တယ်ဆိုတော့ dialogue တွေအများကြီးလိုတယ်ခက်တာကျွန်တော်အဲ့ဒါမျိုးတွေတိတ်မတွေ့ရဘူးပေါ့နော်ရပ်ဖက်ဖွဲ့စည်းချားထဲမှာဆိုရင်တုံတန် campaign လုပ်တာလောက်ပဲပူးပေါင်းတာပဲရှိတယ်အဲ့ထပ်ပို့ပြီးတော့မပူးပေါင်းကြဘူးဒါတချို့တွေဆိုရင်မိဖက်လိုတော့သဘောမထားဘဲနဲ့ရန်သူလိုမျိုးသဘောထားရတာရှိပြိုင်ဖက်ပေါ့နော်ငါတို့နဲ့တူတူဒါ current line လူနေကြတဲ့အဖွဲ့တွေဆိုပြီးအဲ့လိုမျိုးမြင်တာမျိုးတွေရှိဒါကြီးကကျွန်တော်ပြန်စင်ကျင်တဲ့နေအကုန်လုံးကဒါလူဖွဲ့စည်းကျူအတွက်လုပ်နေတာအဲ့တော့ဘာတွေပူးပေါင်းလို့ရလဲဘာတွေမျှဝေလို့ရလဲဘာတွေတူတူတင်ယူလို့ရလဲဆိုတော့ဒီလိုမျိုးလှုပ်ဆောင်မှုဆိုကျွန်တော်တို့မှာအရက်ဖွဲ့စည်းတွေကြားရဲပေါ့နော်သူတပြည့်ရွေချက်ချင်းတူတယ်လှုပ်ဆောင်မှုချင်းတူတယ်နီးစက်တဲ့အဖွဲ့အစည်းတွေကြားထဲမှာပို့ပြီးတော့ညှိနှိုင်းပြောဆိုမှုတွေ dialogue ပေါ့နော်ပြန်လည်ပြောဆိုနားထောင်မှုတွေအများကြီးလုပ်ဖို့လိုတယ်လို့ထင်တယ်ဆိုဒီချက်3ချက်ကိုလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါလမ်းစာတွေအများကြီးထွက်လာမယ်ထင်တယ်ဒါအဖြေတော့တန်ရောက်ချင်မှရောက်မယ်ဒါလည်းခုနရေးချီသွားမယ်လုပ်ငန်းစဉ်ဖြစ်တော့လေအဲ့တော့ဒါပေမဲ့ဒီခုနပြောတဲ့အချက်3ချက်ပေါ့နော်ကျွန်တော်လေ့လာသိမြင်မှုတွေအချိန်မြင့်တင်ဖို့လိုတယ်
နံပါတ်2ကျွန်တော်အတန်တွေပေါ့နော်ကျွန်တော်ကိုအတွင်းရအတန်ပေါ့ကိုအတွင်းရအမှန်တရားတွေပေါ်ထုတ်ဖို့လိုတယ်နံပါတ်3ကတော့ကျွန်တော်တို့ဒီပေါ်ထုတ်ပြီးတော့ကျွန်တော်တယောက်နဲ့တယောက်စကားပြောဖို့ကျွန်တော်စီစဉ်ဖို့လိုလိမ့်မယ်ဘယ်လိုမျိုးကျွန်တော်စကားပြောကြမလဲစကားများပြောပြီးတော့ဝိုင်းစဉ်းစားကြမယ်အပြန်အလှန်နားထောင်ကြမယ်ဒီ3ချက်လုပ်လိုက်မယ်ဆိုတော့ကျွန်တော်မြင်တာလက်ရှိပေါ့နော်ဒီ CS ဆိုအကျက်တဲ့အချိန်တွေကနေကျွန်တော်အရွေ့တွေအများကြီးကောင်းတဲ့ဘက်ကိုရွေ့သွားမယ်လို့တော့မျှော်လင့်ပါတယ်ဆိုတော့ဒါဒီအောင်တိုက်တွန်းနေတယ်ပဲကျွန်တော်ဒီဗီဒီယိုနေ့ကုန်ချုပ်ကျေးဇူးတင်ပါတယ်